ကြီးကတိတ်ပြီးခံစားလို့တော့မကောင်းဘူးကို့အတွက်မတေကြတဲ့အရာတခုကိုမလုပ်ဖူးတဲ့အရာတခုလောက်ရတာလေခံစားချက်တိတ်ပြီးတော့မကောင်းတာတော့အမှန်အထူးသဖြင့်ကိုဘဝအတွက် career လို့ခေါ်တဲ့အတမွေးချောင်းကိုကျွန်တော်ပြောင်းလဲတဲ့အချိန်လေးတွေဆိုငါဒီအလုပ်ကြီးမလုပ်ချင်တော့ဘူးငါဒီလမ်းကြောင်းကိုဆက်ပြီးတော့မလျှောက်ချင်တော့ဘူးဆိုပြီးတော့ကိုပြန်ပြီးတော့မေးခွန်းတွေမေးမိနေတဲ့လူချို့ရှိကောင်းရှိတယ်ကျွန်တော်ကိုယ်တိုင်လာစားတောင်းချပြီးရနေတဲ့စင်ကာပူကအလုပ်ကိုကျွန်တော်ထွက်ပြီးတော့မြန်မာနိုင်ငံကိုပြန်လာခဲ့တာဖြစ်တဲ့အတွက်အဲ့ဒီခံစားချက်ကိုကျွန်တော်အကြည့်အဝနားလဲပါတယ်ဒါပေမဲ့အခုချိန်မှာကျွန်တော်အဲ့လိုဆုံးဖြတ်ခဲ့တဲ့အရာကိုနောင်တရလာလို့မေးရင်အဖြေကတော့ no လုံးဝနောင်တမရပါဘူးဝင်လမ်းကြောင်းတစ်ခုအနေနဲ့ပြောမယ်ဆိုလို့ရှိရင်အရင်ကထက်ကျွန်တော်3ဆ4ဆကိုရနေပြီဒါပေမဲ့တစ်ချိန်တော့ကကျွန်တော်မြန်မာနိုင်ငံကိုပြန်လာဖို့ဆိုတဲ့အရာကိုမရဲခဲ့ဘူးဆုံးဖြတ်ချက်မချနိုင်ခဲ့ဘူးဆိုလို့ရှိရင်တော့အဲ့ဒါကြီးဒီအခုချိန်မှာကျွန်တော်တို့နောင်တအကြီးတစ်ခုဖြစ်နေပြီသိချတယ်အဲ့တော့ခက်ခဲလားပြောရမယ်ဆိုတော့အများကြီးပဲမမရရကျွန်တော်စင်ကာပူသွားမယ်ဆိုတော့ကျွန်တော်ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့မိတ်ဆွေတချို့ငယ်ချင်းတချို့သူချင်းမိဘတွေအပါဝင်ပေါ့တားတယ်ကျွန်တော်စင်ကာပူဘာလို့သွားမှလဲမသွားနဲ့အဲ့လိုတားတဲ့ကြားတွေကပဲကျွန်တော်မရောက်အောင်သွားတယ်ပြန်လာမယ်ဆိုတော့လည်းထွင်းလည်းကောင်းမယ်ဟာစင်ကာပူလာတာအလောက်ကောင်းနေတာကိုဘာလို့ပြန်လာမှလဲအစရှိတပြီမိဘတွေကပြန်တားတယ်ဒါပေမဲ့ကျွန်တော်ရဲ့ရင်ထဲရှိတဲ့ passion လို့ခေါ်တဲ့ယူသွမှုနဲ့ကျွန်တော်မရောက်အောင်ကျွန်တော်ပြန်လာခဲ့တယ်အခုမိတ်ဆွေတွေပါနောင်တစ်ချိန်မှာရမယ့်နောင်တအတွက်အသက်မရှိပါဘူးမိတ်ဆွေချမဲ့ဆုံးဖြတ်ချက်ကမိတ်ဆွေရဲ့ဘဝအများကြီးပြောင်းလဲနိုင်တယ်လို့ကိုချမယ်ဆိုတဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီးတော့မှလည်းတာဝန်ယူမှု100%ရှိမှရပါလိမ့်မယ်